ညမိုက်တစ်ချက်လေးနဲ့ကျွန်မတည်တည်ခံချင်တယ်။ဘာဖြစ်လို့လဲဆိုတော့မအရင်လုံးကအများကြီးဒေတာနဲ့ဖြားဖူးပါတယ်။ပြီးတော့ခဏလည်းအစေးရုံလည်းရောက်ဖူးပါတယ်။ဒါပေမဲ့အဲ့ဒီတုန်းကဖျားနာတာတော့ဆေးရုံရောက်တာကနိုင်ငံရေးကောင်းတဲ့အချိန်နိုင်ငံနည်းနည်းကောင်းတဲ့အချိန်ဖြစ်တဲ့ချိန်လို့လားမသိဘူး။အခုဟာက2ရက်4ပဲမတူဘူးအရင်နဲ့အဲ့ဒီ2ရက်4အတွင်းဖျားလာတာနဲ့ဖျားကကျမရဲ့အနာကရှိရဲ့အတွက်2ရက်4အတွင်းနဲ့စကားရှိဘုရားသခင်ကရှိရဲ့အနာကအတွက်ဘုရားခင်ကအနာကတဲ့စကားအများကြီးပြောလာဘာဖြစ်လို့လဲဆိုတော့ဆာလံကျက်အခန်းကြီး26အငယ်နှစ်ထဲမှာအိုးထာဝရဘုရားအကျွန်ုပ်ကိုစစ်ဆေးစုံစမ်း၍နှလုံးကြောက်ကပ်ကိုစီးကြောတော်မူ၏